This is George, and this is Adam. Adam is George's enemy. But for Adam, George is just a rival. Wait, rival and enemy? Aren't they basically same? အားလုံးပဲမင်္ဂလာပါ Summit English မှာကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာတော့ enemy နဲ့ rival ရဲ့အဓိကကွာခြားချက်တွေကိုလေ့လာသွားမှာဖြစ်ပါတယ်ဒါဆိုရင် enemy နဲ့စလိုက်ရအောင် enemy is someone who hate you or want to harm you enemy ကတော့များသောအားဖြင့်ကိုယ့်ရဲ့ personal ခံစားချက်တစ်ခုခုကြောင့်တယောက်ယောက်ကိုပြက်လို့ပျက်စီးဖြစ်စေခြင်းတဲ့သဘောရှိပါတယ်အစိုးဆုံးအနေနဲ့ဆိုရင်တော့တယောက်ယောက်ကိုတည်သွားတဲ့အထိဖြစ်စေခြင်းနဲ့အလားအလာရှိပါတယ်ဥပမာ he became my enemy after he betrayed me နောက်တစ်ခုကတော့ rival ပါ rival is someone who is equal to you and trying to be better than you rival ကတော့ enemy လိုမျိုးတယောက်ယောက်ကိုပြက်လို့ပျက်စီးဖြစ်စေခြင်းနဲ့စိတ်တော့မရှိပေမဲ့ပြိုင်ပွဲတို့ဘာလို့တစ်ခုခုမှထိတ်တိုက်တွေ့လာပြီဆိုရင်တော့နိုင်ခြင်းနဲ့ကိုယ့်ထက်သာတယ်ဆိုတော့ကိုပြခြင်းနဲ့စိတ်တော့ရှိပါတယ်ဥပမာ they are rival in this match ဒါဆိုရင် George က Adam ကိုပြက်လို့ပျက်စီးဖြစ်စေခြင်းနဲ့သဘောရှိပါတယ်ဒါပေမဲ့ Adam ကကျတော့ George ကိုဒီတိုင်းပဲ fair match တစ်ခုမှာ Adam ကသူကသာပိုတာတယ်ဆိုတာကိုပြစေခြင်းတဲ့သဘောပါပဲဒါဆိုရင် enemy နဲ့ rival ရဲ့အဓိကကွာခြားချက်လေးကိုသိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်English online class နဲ့ပတ်သက်ပြီးသိစေသိရှိလိုပါက Summit English ရဲ့ချက်ပေါက်မှာသိစေမြင်နိုင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲရှင် See you in the